လီဗာပူးဆုံးမပေးလိုက်တဲ့မန်ယူနိုက်တက်မနိုင်တဲ့အသင်းအားလုံးပဲမင်္ဂလာပါများဒေါ်ဂျီကအွန်လိုင်းစာပေကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်တပူမင်းသားရိုင်ယယ်ရီနိုပိုင်ဆိုင်ထားတဲ့ရန်ဆန်အသင်းဟာပံ့ပိုးမှုအားကောင်းတာကြောင့်တုံတိုးတက်လာခဲ့ပြီးချန်ပီယံရှစ်ထိရောက်ရှိလို့လာနေပါတယ်ရန်ဆန်ရာသီကျိုးမှာလည်းခြေသွမ်းကောင်းတွေကိုဆက်လက်ထိန်းသိမ်းထားပြီးရလက်ကောင်းတွေရောက်နေပါတယ်ရန်ဆန်တရားသည်ချန်ပီယံလောင်းရဲ့လို့သူတို့ကိုသူတို့ထင်ရောက်နေတဲ့မန်ချက်နိုင်တက်ကိုစောစီးစီးပညာပေးရင်တီးထုတ်နိုင်ယူထားပါတယ်ယူနိုက်တက်ကပြီးခဲ့တဲ့ရာသီမှာမိုက်ကယ်ကာရီနဲ့ရာသီတဝက်ဖြတ်သန်းပြီးတဲ့နောက်ချန်ပီယံလိဝင်ပွဲမှာရရှိသွားတဲ့အခါသွေးနဲ့တင်ရောက်သွားခဲ့ပါတယ်ဒီတရားဒီတော့ကာရီနဲ့ဖလားယူမယ်လို့ကြုံဝါထားတဲ့ United ဟာရာသီကျိုးအဖွဲမှာရင် Ransom ကိုရှုံးနေပြီးကိုယ့်အခြေအနေကိုတည်သွားခဲ့ရပါတယ်။ Ransom ကခက်ချင်းချင်းကစားပြီးပြန်မဲ့တွေကိုခက်တွေးစေတဲ့ United ကိုပါဆက်ပြီးအနိုင်ပြလိုက်သေးတာကြောင့် shot တက်လို့မရတဲ့ပြန်မဲ့ဖြစ်နေပါတယ်။ဒါပေမဲ့ Ransom တို့ကောင်းနေတယ်ဆိုတာလီဗာပူးနဲ့မတွေ့သေးလို့ပါ။ဂျိုးဂျာငှက်တို့ဟာဒီတစ်ပတ်ကစားခဲ့တဲ့အမေရိကဒိုးချေစမ်းပွဲမှာ Ransom ကို1-0နဲ့နိုင်ယူပြီး United ကိုစားဆုံးမပေးလိုက်ပါတယ်။လီဗာပူးကအာနီစတာနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်လီပြအသစ်အန်တိုနီအီယာအိုလာနဲ့အစားကနေပြန်လည်စတင်နေပါတယ်။လီဗာပူးကရာသီကျိုးအစောပိုင်းမှာလူတော့မစုံသေးပဲစီနီယာကစားမတွေကိုအနာပေးထားရမို့လူငယ်ဂျိုးဂျာလေးတွေကိုပဲအားကိုးနေရပါတယ်။ဒါတော့မှလီဗာပူးကရန်ဆန်ကိုဘောလုံးပိုင်ဆိုင်မှုအသာနဲ့ထိန်းချုပ်ထားပြီး heavy metal ကစားကွက်ကိုဆက်လက်ပုံဖော်နိုင်ခဲ့ပါတယ်။လီဗာပူးအတွက်လွှမ်းနေတဲ့နိုင်ဂိုးကို85မိနစ်မှာဆိုဘိုစတိုင်းရဲ့ဖန်တီးမှုကနေရီယိုနူမိုဟာကသွင်းယူပေးခဲ့ပြီး1-0နဲ့နိုင်ရရှိခဲ့ပါတယ်။လီဗာပူးကမန်နိုင်တက်မနိုင်တဲ့အသင်းကိုအနိုင်ကစားပြီးအင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဟာသူတို့သာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။